လာပါဒုလေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဒါလေဝေးမျိုးနယ်ဇီကုန်းရွာပဲကင်းဒီထဲမှာကွင်းစင်းနဲ့ပဲပင်တေတာလေးတွေကြည့်ပေးပါအောင်ဆိုလို့ကျွန်တော်ဒါပဲပင်တေတာလေးကြည့်ကြည့်တာနော်ဒီမှာ तू ကပဲပင်တေတာကွက်ကြားပျောက်ကြားလေးတေတာပါအများကြီးတော့တေတာမဟုတ်ဘူးတပင်ချင်းတေတာပေါ့နော် तू ကတခါတည်းအပင်ဒါကျွန်တော်အစိမ်းရောင်ဒီဘက်တီးရီးယားပင်ညိုးလို့တေးတာပေါ့ခါးနေရမှာကျွန်တော်တို့ကဒီမှာညို့ပြီးတော့ဒီပစ်တီယန်လို့ပေါ့ပစ်တီယန်ခါးကြီးမြစ်ပုတ်လို့တေးတာပဲဒါပေမဲ့သူ့မှာကျွန်တော်ကပစ်တီယန်လို့တခုတည်းချောင်းတယ်ပြောလို့မရဘဲနဲ့အဲ့နောက်မှာကျွန်တော်တို့ပင်စီတိုးရင်လက္ခဏာတွေ့နေရတာပေါ့နော်ဒါလေးကိုကျွန်တော်ခွဲကြည့်လိုက်မယ်ခွဲကြည့်လိုက်ဒီမှာကျွန်တော်ဒါလေးအနီးကပ်ပြလိုက်နော်ဒီထဲမှာကျွန်တော်ကပင်စီတိုးရင်ရဲ့လောက်ကောင်လေးတွေဒီမှာမြင်ရမယ်ထင်တယ်ဒီလောက်ကောင်လေးကကျွန်တော်တို့ကဒီပီတီယန်လိုခါးကြီးမြစ်ပုတ်ချပြီးမှပင်စီတိုးရင်ဝင်သလားပင်စီတိုးရင်ဝင်တဲ့နေရာနေပြီးတော့ခါးကြီးမြစ်ပုတ်ချသလားဆိုတာနည်းနည်းပြောလို့မရပေမဲ့ဒီစင်တန်နှစ်ခုကတခါတည်းဒီအပင်မှာရောပြီးတော့ကျနေတဲ့ခါမှာအပင်ကဒီလိုညှိုးပြီးတော့တည်သွားတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒါပင်စီတိုးရင်ဟာတဖြည်းဖြည်းနဲ့ကျွန်တော်တို့ပဲသမားတွေအတွက်နှိမ့်ဆက်လာပြီလို့ပြောလို့ရပြီစိန်ခေါ်လာတယ်လို့ပြောလို့ရတာပေါ့နော်ဒါဒီအနေထားလေးကိုကျွန်တော်တို့ရိုက်ပြတာဖြစ်ပါတယ်ဘာကြောင့်ရိုက်ပြရလဲဆိုရင်ကျွန်တော်တို့ကဒီလိုပင်ညိုးတည်လို့ရှိရင်မိုးသက်ဆေးတစ်မျိုးတည်းကြီးတဲ့ဖြန်းလို့မလုံလောက်ဘူးဒီပင်စီတိုးရင်အတွက်ပါပိုးသက်ဆေးပါဖြန်းဖို့လိုအပ်လာပြီဆိုတာလေးပြောပြခြင်းလို့ပါဒါလေးသိအောင်လို့ရိုက်ပြတာပါနော်ကျေးဇူးတင်ပါတယ်